မိနစ်ဆန်အားလုံးပဲမင်္ဂလာပါအမကတော့ဂျပန်မိုးကဒဇင်မိုးဖြစ်ပါတယ်ဒါဆိုရင်အမတို့က4 question ရဲ့မိကွန်းပုတ်တူလေးတွေကိုဖတ်ကြည့်အောင်မိကွန်းreading အပုတ်တူလေးတွေပေါ့နော်ဒါဆို reading ဖတ်တော့မယ်ဆိုရင်အမတို့ကမိကွန်းရင်ဖတ်မယ်အဲ့တော့ဂျွန်းဆန်ကအာရီဆန်နီဂျွန်းဆန်နီအာရီဆန်နာနီကိုဘာကိုတာနိုမီမိုက်စတာကဘာတောင်းဆိုခဲ့တာလဲဒါဆိုရင်ဘာတောင်းဆိုခဲ့လဲတရားတွေဖတ်ကြည့်မယ်これは大学のだけど友達からတငယ်ချင်းစီကနေပြီးတော့မှအာရီဆန်နီအာရီဆန်စီတို့ပေါ့နော်တူတူဤတာပို့ခဲ့တဲ့မီလူတဲ့အီမီဖြစ်ပါတယ်အာရီဆန်ဤခွန်ဘန်ဝါမင်္ဂလာညချမ်းပါပေါ့ဆာခါဇဲဟီတေရှိမာတာယောတဲ့အီမီနေတဲ့ပုံနဲ့နေစကအာရီမဲ့အဖျားရှိနေတယ်ပေါ့ဒါဆိုရင်明日の朝မနေ့ပြန်မနေ့病院に行ってからဆေးရုံကိုသွားပြီးတော့နောက်大学にအဲ့တော့မနေ့ပြန်မနေ့မှာ病院へ行ってからဆေးရုံကိုသွားပြီးတဲ့နောက်မှာ大学に行くのでတက္ကသိုလ်တော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့午前中のမနေ့ပိုင်းရဲ့授業はအတန်းတွေကို休みမဲ့နားမယ်ပေါ့နော်すみませんကအာနာပေမဲ့လည်းစန်စီနီစတာရဲ့တေကရာဆိုင်စန်စီကိုပြောပြပေးပါပေါ့ဒီမနေ့ပိုင်းအတန်းနေနားမယ်ဆိုရင်အကြောင်းဆိုရခါရာပြီးတော့တဲ့နောက်မှာအတူတယ်ပြီးတော့တဲ့ပြီးတဲ့နောက်ပေါ့နော်授業のノート授業အတန်းကနှုတ်စာအနှုတ်တွေကိုခတ်တဲ့ခုထဲမှာဆန်ကငါပေးမလားよろしくお願いしますဂျွန်ဆိုရပြောတယ်ဒါဆိုရင်ဂျွန်ဆန်ကအာရီဆန်ကိုဘာတောင်းဆိုခဲ့တာလဲ病気にいたの病気になったのでယောဂနေမကောင်းဖြစ်တဲ့အတွက်ကြောင့်ဤရဲ့နေခိတဲ့ဟိုရှိအိမ်ဝင်လာခဲ့ပါလို့ပြောလာနို့အိမ်ဝင်လာခဲ့တယ်လို့မပြောဘူးနော်明日の朝မနေ့ပြန်မနေ့一緒にအတူတူ病院に行ってほしい病院ကိုဆေးရုံအတူတူသွားစေချင်တယ်လို့လည်းမပြောထားဘူး先生に先生午前の授業にမနေ့ပိုင်းအတန်းကိုအခုတည်းတို့နောက်ကြမယ်လို့စတရတဲ့ဟိုရှိပြောစေချင်တယ်မနေ့ပိုင်းအတန်းတွေကိုသူကနောက်ကြမယ်အခုတည်းလို့ပြောတာမဟုတ်ဘူးမနေ့ပိုင်းအတန်းတွေကိုသူကဘာဖြစ်မှာလဲယာစုမိမဲ့နားမှာနောက်ကြမှာမဟုတ်ဘူးသူကဘာဖြစ်မှာလဲယာစုမိမဲ့အတန်းကိုမနေ့ပိုင်းပြတ်ဒါကြောင့်မို့နောက်ကြမယ်လို့ပြောတော့ဒါကြီးလည်းမဟုတ်သေးဘူးဒါလည်းမာနေတယ်အဲ့တော့ဆမ်မလည်းမဟုတ်ဘူးအိုက်စတာနိုဂျူကီယိုနိုနိုတိုအဲ့တော့ no တိုဆိုတော့မနေ့ဖြန်အတန်းရဲ့ no တိုနှုတ်စာအုပ်တွေကို catch တဲ့ဟိုရှိ50ကျင်ပါလေဆိုတဲ့ယုံမှန်းဖြစ်မှာပေါ့ညမယ်နော်မိနစ်စံကဲဒါဆိုရင်နောက်တစ်ပုဒ်ဆက်ဖက်ကြည့်မယ်နောက်တစ်ပုဒ်ကရောဘာတွေဖြစ်မလဲ驚きましたとありますがအန်အတင်းရပါတယ်လို့ရှိတာどうしてဘာဖြစ်လို့驚きましたကအန်အတင်းရတာလဲနော်ကဲဘာဖြစ်လို့အန်အတင်းရတာလဲဆိုတဲ့အကြောင်းသိအောင်တို့တော့ဖက်ကြည့်မယ်アルバイトをအချိန်ပိုင်းလို့ကိုဟာဂျီမီတာဆက်လုပ်ခဲ့တဲ့ခုခုစေနောမူဇုခိုကအထက်တန်းကျောင်းသားဖြစ်တဲ့သားသည်မူရတာအိုခါနေတဲ့ရခဲ့တဲ့ပတ်စံဖြစ်ဟနာကိုပန်းကိုခတ်တဲ့ခိတဲ့ခုထဲမှာတာဝယ်လာပေးခဲ့ပါတယ်မူဇုခိုကသားသည်ဂီတကိုခောက်တမယ်နီဂီတဝယ်ဖို့ရန်အတွက်アルバイトဟာဂျီမီမှာတာအချိန်ပိုင်းလို့ကိုစခဲ့ပါတယ်တဲ့ဝန်ဒါပေမဲ့လေဟာဂျီမီတဲ့ပထမဆုံးမူရတာအိုခါနေတဲ့ဝရခဲ့တဲ့ပတ်စံကတော့ပေါ့နော်အိုယာနီမိဘကိုနာနီကာတခုခုခါအိုတိုဝယ်မယ်လို့အိုမိုတေတာဆိုဒက်တွေးခဲ့တယ်လို့ကြားပါတယ်ပေါ့အိုဒိုရိုခီမတ်စတာကအန်အားတင်ခဲ့ပေမဲ့လေဥရေရှိခတာဒက်ပြောခဲ့ပါတယ်ပေါ့ကဲဒါဆိုရင်တော့ဘာလို့အန်အားတင်ရတာလဲအိုဒိုရိုခီမတ်စတာလို့ရှိတာဘာဖြစ်လို့များပါလဲပေါ့နော်မူဇုခိုကအချိန်ပိုင်းတာတီအရူဘိုက်တိုတဲ့အချိန်ပိုင်းလို့ဖြစ်တက်ဆန်အများကြီးပေါ့နော်အိုခါနေကိုပတ်စံကိုမော်ရာတေခိတာခါရာလက်ခံရရှိခဲ့လို့ညနော်ပတ်စံနေအများကြီးရလို့ပေါ့နော်မူဇုခိုကတားကဂျီဘွန်နဲ့ကိုရိုင်းဂီတာကိုခောက်တမယ်နီဂီတာဝယ်ဖို့ရန်အတွက်အရူဘိုက်တိုဟာဂျီမေတာခါရာအချိန်ပိုင်းလို့ကိုစခဲ့လို့အဲ့တော့မူဇုခိုကကိုရိုင်းဂီတာဝယ်ဖို့ရန်အတွက်အချိန်ပိုင်းလို့စလုပ်တာကိုအိုဒိုရိုခီလို့အချိန်ပိုင်းလို့စလုပ်တာတော့မှန်တယ်အိုဒိုရိုခီဖြစ်တာကျတော့သူအချိန်ပိုင်းလို့စလုပ်ဖို့အိုဒိုရိုခီဖြစ်တာမဟုတ်အိုဒိုရိုခီမစတာဒီဘာဖြစ်လို့လဲမိဘကိုသူ့ရဲ့ပထမဆုံးရခဲ့တဲ့ပတ်စံနဲ့မိဘကိုတခုခုဝယ်ပြီးမယ်လို့တွေးခဲ့တယ်လို့ဆိုတာကိုဘာဖြစ်တာလဲအန်အားတင်အဲ့တော့အချိန်ပိုင်းလို့ကိုစလုပ်လို့အန်အားတင်တာမဟုတ်ဘူးနော်ဒါဆိုရင်ဒါကြောင့်ဒါကြီးလည်းမဟုတ်သေးဘူးဂီတာကိုခိုင်းတိုင်းလို့ဣတေဣတာဂီတာဝယ်ခြင်းတယ်လို့ပြောခဲ့တဲ့မူဇုကိုကတာကဟာနာကိုခတ်တဲ့ခိတဲ့ဘဲကိုဝယ်လာခုတဲ့တာခါလာဝယ်လာပြီးခဲ့တဲ့အတွက်ကြောင့်ဟုတ်တယ်နော်ဒါကိုအန်အားတင်တာပေါ့ဂီတာဝယ်ခြင်းတယ်လို့ပြောတဲ့တာကပန်းဝယ်လာခဲ့ပြီလို့မိဘဝယ်လာပြီလို့ပေါ့နော်ဟိုရှိတို့ဣတေဣတာနော်နီလိုချင်တယ်လို့ပြောပေမဲ့လေမူဇုကိုကတာကဂီတာကိုမိုးခါဝနိုင်ကိုတိုနီရှိတာခါလာမဝယ်တဲ့ကိစ္စကိုလုပ်ပြလို့အဲ့ဒါကိုအန်အားတင်တာမဟုတ်ဂီတာဝယ်မယ်လို့ပြောပြီးတော့မှပန်းဝယ်လာခဲ့ပြီလို့အန်အားတင်တာမို့လို့အဖြေကဆမ်းမယ်နော်သူကမဝယ်တော့ဘူးမိုးခါဝနိုင်မဝယ်တော့ဘူးလို့ပြောထားလို့မှားတယ်သူကမဝယ်တော့တာနောက်ကျရင်ဝယ်မှာပေါ့နော်အခုကပထမဆုံးလစာနဲ့အမိဘတွေဝယ်ပြီးတော့အန်အားတင်ဒါဆိုရင်နောက်တစ်ပုတ်
အဲ့တော့နောက်တစ်ခုကကျတော့ခုနမေမို့ယွန်းတဲ့ဒီမေမိုမှတ်ပြီးတော့မှနာကာနိရှိဆန်ဝါနာနီကိုဘာကိုရှိနာခေရပါနာရီမဆန်ကဘာမလုပ်လို့မရဘူးလေနော်အဲ့ဒါစင်ဘာမလုပ်လို့မရဘူးလေခိုင်ရှာတဲ့ကုမ္ပဏီမှာပေါ့နော်နာဂာနိရှိဆန်ကစေခီနီမိုဒိုတာတိုခီနာဂာနိရှိဆန်ကပေါ့နော်ထိုင်ကိုပြန်ရောက်တဲ့အခါမှာစကွဲနောဝေနီစပွဲပေါ်မှာကိုနိုမန်မိုကဒီမတ်စုလေးကအိုဤတဲအရီမစတာထားပါတယ်နာဂာနိရှိဆန်ရေဒီကောင်ဂင်းကိုဖြစ်မယ်ဒီကောင်လွဲရည်ထားလို့ဖြစ်ဟုတ်ပြီနော်အဲ့တော့ဒီကောင်အိုမိုရီအိုမိုရီဂင်ကိုနော်ပေါ့နော်အိုမိုရီဂင်ကိုရဲ့ပေါ့နော်ယာမာဒဆန်ခါရယာမာဒဆန်ရှိကနေဒန်ဝါကအာရီမစတာဖုံးလာခဲ့ပါတယ်ရိုင်းရှူနော်လာမေအပဲ့ရဲ့အိုမိုရီဂင်ကိုနော်ခိုင်ကြီးနီအဲ့ဒီဘန်ရဲ့ပေါ့နော်အစည်းအဝေးမှာဝါသရှိတချီနော်ကျွန်တော်တို့ရဲ့ခိုင်ရှာခါရကုမ္ပဏီကနေအခုသွားမဲ့ဂေါ်နင်းနော်နာမရေးကိုသွားမဲ့လူ9ယောက်ရဲ့နာမည်ကိုရှိရီတိုင်းဆိုတဲ့သိကျင်နေလို့ကြားပါတယ်ဝိနောတိကျင်နေလို့ကြားတယ်နာဖုတာကိုဆိုတာနာမည်ကပြားကိုစခုရတမေနီပြုလုပ်ဖို့ရန်အတွက်နာမရေးကိုနာမည်ကိုတာရရှိခုမမန်ကငယ်ရှိတိတိုင်းတော်တဲ့တိကျင်တဲ့အတွက်ကြောင့်မေရူတဲ့အီးမေးလ်ဖြင့်အိုရှိယေတေမိုရာရီတိုင်းပြောပြပြီးတာကိုလက်ခံရရှိကြပါတယ်လို့အီတေအီမတ်တာသူကပြောတယ်သူတို့ကဘာဖြစ်တာလဲအဲ့ဒီကုမ္ပဏီကိုလာမဲ့လူ9ယောက်ရဲ့နာမည်ကိုသူတို့ကနာမည်ကက်လုံမှာမို့လို့အဲ့ဒီနာမည်လေးကိုမမန်ကငယ်လေးမေရူနဲ့ဘာဖြစ်တာလဲအီးမေးလ်နဲ့ပြောစီခြင်းတယ်လို့ပြောသွားတယ်အဲ့တော့よろしくお願いしますကိုကြီးဆောင်ရွက်ပေးပါအောင်ခင်ဗျာဆိုပြီးပြောတာ။ဒါဆိုရင်ဒီမေးကိုဖတ်ပြီးတဲ့နောက်မှာနာဂနိရှိဆန်ကဘာမလုပ်လို့မရဘူးလေအဲ့တော့ယမရဆန်နီဒန်ဝါတဲ့ယမရဆန်ကိုဖုံးဖြည့်ခိုင်းကြီးနီအခုဂေါ်နင်းတော့နာမိုင်းကိုရှိတာဆင်မဲ့ဖုံးနဲ့ပြောရမှာလားနို့ဖုံးနဲ့ပြောခိုင်းတာမဟုတ်အီးမေးလ်နဲ့ပြောခိုင်းတာเนาะဒါကြောင့်မလို့ဒန်ဝါတဲ့ဆိုမှာတယ်ယမရဆန်နီမေရူတဲ့ခိုင်းကြီးနီအခုဂေါ်နင်းတော့နာမိုင်းကိုရှိတာဆင်မဲ့အီးမေးလ်နဲ့စီဝေးသွားမဲ့လူ9ယောက်ရဲ့နာမည်ကိုပြောရမယ်ဆိုတော့နီဘဲမှန်နေကေဒါဆိုရင်ဆက်မဲ့ကဘာလို့မားနေလဲယမရဆန်နီမေရူတဲ့ခိုင်ဂီနီအခုဂိုနင်းတော့နာဖူတာကိုစခုရုခိုတိုနမေကက်လို့ဖို့နမေကက်ပြားလို့ဖို့တာနိုးမိမဲ့တောင်းဆိုမယ်အဲ့ဒါကသူတို့တောင်းဆိုစရာမလိုဟိုဘက်ကသူတို့လုံမှာမလို့ပြောထားပြီးသားမလို့တောင်းဆိုစရာမလိုဘူးเนาะနမေကက်ပြားလို့ဖို့ရန်အတွက်တောင်းဆိုပါတယ်လို့ပြောစရာမလိုနမေကက်ပြားလို့ဖို့ရန်အတွက်လူနမေလေးပဲသိစင်တယ်အဲ့တော့ယမရဆန်ခါရာမူရာတာမီရီကိုမိတဲ့ယမရဆန်စီကနေရခဲ့တဲ့ email ကိုကြည့်ပြီးခိုင်ကီနီအခုခိုင်အစည်းအဝေးကိုသွားမယ်ဂေါ်နင်းနောနာပူတာကိုလူ9ယောက်ရဲ့နာမည်ကပြားတွေကိုစုခုရိမဲ့လုပ်မယ်နာမည်ကပြားတွေကိုသူကလုပ်เสียမလို့နာမည်လေးကိုပဲပြောပြပေးအောင်မလို့အဖြေကနှိပန်းဖြစ်နေနေစရမယ်နော်ဒါဆိုတော့မိကုန်းအပုတ်တူလေးသုံးဖို့ပြီးသွားပြီအပုတ်ရှည်ကတော့မတော့နောက်ဗီဒီယိုဖိုင်တစ်ခုမှဆက်တွေ့မယ်မိနေစင်ဘိုင်ဘိုင်